ညမေခင်မှာဒါလေးကိုနားထောင်ခြင်းအဖြစ်မိတ်ဆွေဟာ9ရက်အတွင်းမှာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ bad energy တွေဟာကင်းစင်သွားမှာဖြစ်ပါတယ်။ဒီနေ့မှာကျမတို့ကကောင်းတဲ့စိတ်ကလေးနဲ့အိပ်ဆက်နိုင်မှသာနောက်တစ်နေ့တစ်ဖန်အသစ်ပြန်လည်နိုးထတဲ့အချိန်မှာကျမတို့ရဲ့ဘဝတွေကိုကောင်းတဲ့အရာတွေကိုတေချာလေးဆွဲငင်ယူနိုင်မှာဖြစ်ပါတယ်။ငါရဲ့မကောင်းတဲ့ energy တွေအားလုံးကိုငါလွှတ်ချလိုက်ပြီ။ငါရဲ့ဘဝမှာလူငါခွင့်လွတ်တဲ့လူတွေရောခွင့်မလွတ်တဲ့လူတွေအားလုံးကိုလည်းငါခွင့်လွတ်ပေးလိုက်ပြီ။ငါရဲ့အတိတ်မှာရှိခဲ့တဲ့အရာတွေအားလုံးမှာရှိတဲ့မကောင်းတဲ့ energy တွေမကောင်းတဲ့စွမ်းရည်တွေအားလုံးကိုငါလွှတ်ချလိုက်ပြီ။ငါဘဝထဲမှာကြုံခဲ့ရတဲ့နာကြီးစရာတွေကိုယ့်ကိုစော်ကားနှိမ်ချခဲ့တဲ့လူတွေအားလုံးကိုလည်းငါခွင့်လွတ်လိုက်ပြီလွှတ်ချလိုက်ပြီ။အခုချိန်ကနေစပြီးတော့ငါရဲ့ဘဝတွေကိုကောင်းတာတွေဝင်ရောက်လာဖို့အတွက်ငါခွင့်ပြုလိုက်ပြီ။မနှက်ပြန်ဆိုတာကငါရဲ့ဘဝအသေးအတွက်ကံကောင်းခြင်းတွေစတင်ဝင်ရောက်လာမယ်နေဖြစ်တယ်။မနှက်ပြန်ကနေစပြီးတော့ငါဘဝတွေကိုဝင်ရောက်